Hello guys ဒီနေ့ကတော့မေပိုးပေါ့နော်ဒီ Troll Tower 3လေးစပြတာမယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအတန်လေးတော့တီးခံပေးပါပေါ့နော်အတန်လေးကတော့နည်းနည်းမကောင်းပေါ့နော်အကြောင်းမလို့အတန်လေးကိုတော့တီးခံပေးပါရှင်အားဆိုခေါင်းလိုက်ရအောင်ဒီကဲကတော့မေပိုးကြိုက်တဲ့ထဲမှာတော့ပါတယ်သူကလဲလဲကူကူနဲ့ပေါ့နော်ဒီဟာရပေမဲ့လေဒါပေမဲ့ထိုးတဲ့သူတွေကပေါ့နော်နှိမ့်ဆက်သူတွေကများပါတယ်အဲ့လိုမျိုးပေါ့နော်ဟိုအပေါ်ရောက်မှသာပြစ်ချသူများရာရီမန်းချက်တွေနဲ့ပေါ့နော်ဟိုပေါ်ရောက်မှသာပြစ်ချသူရှိပါတယ်ဒါမဲ့မေပိုးကတော့အခုဆိုရင်ဒါရထားပါပြီအဲ့ဆိုဘယ်တော့ပဲပြုတ်ကြပေါ့နော်အခုတော့ပေါ့နော်ပြုတ်ကြဘယ်နေရာမှာဆိုသွားလိုက်ရပါပြီပြန်ပြီးတက်သွားလိုက်ရပါပြီโอเคသွားလိုက်ရအောင်ဟေးမေပိုးโอเคeasy ပေါ့မလုံးနဲ့ပေါ့နော်မေပိုးမှာသာရှိတယ်လေခေတော့တမဲမေပိုးပေါ့နော်ပြီးတော့မတင်ဖြစ်တာတနေ့လောက်ပြီးလို့ကြာသွားတဲ့ဆင်ပေါ့နော်မေပိုးအပေးနဲ့သူလည်းမရှိတော့ဘူးပေါ့နော်ပြီးတော့လည်း view တွေကလည်းအရင်ကြာရယ်ပေါ့နော်တကယ်တော့မေပိုးအဖေရဲ့ဖုန်းက view တက်အောင်လဲလုပ်ထားတယ်ပေါ့နော်အဲ့ဒါမှ view ကအရင်ကြာရယ်ဆိုview တွေကတော့မကြဘူးပေါ့နော် view တော့မကြပါဘူးဒါပေမဲ့ like နေရယ် subscriber နေရယ်ပေါ့နော် subscriber ကြမပြောလို့သေးပါဘူးမေပိုးကလေးပါပေါ့နော်အားကြောင့်မလို့ပေါ့နော်ကျေးဇူးပြုရဒီ channel လေးကို subscribe လုပ်ပြီးတော့ like လေးလုပ်ပြီးဖြတ်ဖို့တောင်းဆိုချင်ပါတယ်မေပိုးဘာဖြစ်လို့ video မတင်ဖြစ်တာကြာတော့လဲဆိုတော့ပေါ့နော်မေပိုးကမအားတာလေးပါတယ်ပြီးတော့မတင်ချင်တော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မေပိုးစိတ်သက်တွေအရင်ကြာလာပြီမေပိုးအရင်စိတ်သက်တွေကြာလာပြီပေါ့နော်အားကြောင့်လို့ပါပြီးတော့လည်းအားပေးမဲ့ကိုမရှိဘူးပေါ့နော် YouTuber တွေတော့မှလိုက်ပေးထားရနေတဲ့အထီတောင်ဖြစ်နေရဲ့အကြောင်းမျိုးပေါ့နော်အားလုံးပဲတောက်ဆက်ချင်ပါတယ် like and subscribe လေးလုပ်ပြီးတော့မေးကြပါမယ်နော်အားလုံးပဲတောက်ဆက်ဒီဗီဒီယိုကိုအပြော်တဘောနဲ့တာတင်လိုက်တာပါတကယ်လို့စကားပြောမှဆိုရှိရင်လည်းပေါ့နော်ခွင့်လို့ပါမေပိုးပေါ့နော်အဲ့လိုပဲပေါ့နော်ကလေးပဲရှိသေးတယ်ဆိုတော့ပါနော်စကားပြောမှရှိရင်လည်းခွင့်လို့ပါလို့ပြောချင်ပါတယ်ပေါ့နော် view တွေလည်းအရင် view တွေကတော့မကြပါဘူး view တွေတော့မကြဘူးပေါ့နော်ဒါပေမဲ့ like ပေးတဲ့သူကနည်းတယ်နော်ပြီးတော့လေပေါ့နော် subscribe လုပ်တဲ့သူကနည်းတယ်ပေါ့နော်မေပိုးကအဲ့နဲ့စိတ်တက်တွေတော်တော်ကြပြီဘယ်သူကတင်ချင်တော့မှလဲ view လည်းစဉ်းစားကြည့်လေမေပိုးကကိုယ့်ရဲ့တပုတ်တွေကိုစဉ်းစားပြီးမဟုတ်ပါဘူးမေပိုးကငငယ်ကလေးကပေါ့နော်မေပိုးကဟိုးအသက်6နှစ်ကလေးကပေါ့နော် YouTuber ကြီးတယောက်ဖြစ်ချင်နေတာပေါ့နော်အိမ်မက်ပေါ့နော်ဒါပေမဲ့လည်းမေပိုးကမတက်နိုင်တော့ပါဘူးဖြစ်နိုင်တော့ဆိုတာမေပိုးသိပါတယ်အဲ့ကြောင့်မို့ပေါ့နော် view မတင်ပြတာကြာသွားလဲအဲ့ဟာလေးပါပါရဲ့ပေါ့နော်မေပိုးပြောချင်တာကပေါ့နော်နိုင်ပြောမိမှာဆိုလို့ပေါ့နော်ဘလို့ပြောချင်လဲဆိုတော့ပေါ့နော်ဥပမာဆောင်းလိုက်မယ်ဘလို့ပြောချင်လဲဆိုတော့ပေါ့နော်ယူရဲ့စိတ်တက်လေးကိုတော့မေပိုးတီးလိုက်ရပါတယ်ဒါပေမဲ့လေအပိမဲ့သူတော်မရှိရဲ့ကိစ္စကိုမေပိုးကအဲ့လိုပြောနေတော့လဲဘာမှရမှာမဟုတ်တာမေပိုးကတချို့သူတွေကကြည့်ပြီးဘာမှမလုပ်ပေးပါဘူးသူများရင်ကြည့်တာနော်သူများလိုက်ပြီးဟာလို့ပြောအဲ့လို YouTuber ကြီးဆိုရင်တချို့ YouTuber ဆိုအဲ့လိုမျိုးစိတ်တက်တွေရှိကောင်းရှိနိုင်တယ်ဒါမဲ့လည်းမေပိုးအဲ့ဒါကြီးစိတ်ထဲမထားပါဘူးဒါမဲ့တစ်ခါတလေစိတ်ထဲထားပြီးတော့လဲဘူးပြန်ရောကျေးဇူးပြုရင်တို့ like လေးပဲ
လုပ်ခိုင်းတာပေါ့နော်ယူတို့ရဲ့အသားတစ်စက်မှထိခါပါပါတကယ်မေဖို့အမပြောရပါတယ်တကယ်ပါဘာမှထိတော့လည်းဘာမှမထိဘူးဟုတ်လားအဲ့ဒါဝင်တော့ငင်းသွားပေါ့မဲမေဖို့ခွင့်လို့ပေးထားအချိန်ပေါင်းများစွာရှိနေပြီပေါ့နော်ဒါမဲ့ပေါ့နော်ခုတော့မေဖို့မရတော့ပါဘူးခုလည်းခွင့်လို့ပေးပါတယ်ဒါပေမဲ့စိတ်သက်တွေရကြနေပါပြီအဲ့ဒါကြောင့်မို့ပြောဆက်ရှိရနည်းနည်းလေးဖွင့်ဖွင့်လေးပဲပြောလိုက်ပါတော့မယ်ဘာလဲဆိုတော့မေဖို့ကိုအပေးမေဖို့ဗီဒီယိုဆက်တင်ပါအောင်လို့ပြောဆက်တင်ပါအောင်လို့ပြောမယ်ဆိုရင်ပေါ့နော်အောက်မှာဆက်တင်လို့ရေးလိုက်ပေါ့နော်တကယ်လို့မေပိုးရဲ့ဗီဒီယိုမကြည့်ချင်တော့အာယုံနောက်တယ်ဆိုရင်လည်းမေပိုးခွင့်လို့ပါရဲ့ဘာမှမဖြစ်ပါဘူးမေပိုးရပါမေပိုးအာမနာနေပါရပါအဲ့လိုမျိုးရေးပြောလိုက်မေပိုးဒီ